ဆိုတော့ fish က fish match event မလာခင်မှာ event အသေးစားတွေတကူကြည့်လို့ခဲ့ပါတယ် fish match event ဟာဒီနေ့မှာ73ရက်နေ့မှာထွက်မယ်ဆိုပေမဲ့လည်းဒီ event တော့ bro လုံးဝကြော်လို့မရတဲ့ event တကူကြည့်ပါတယ်ဒီ event နာမည်ကတော့ Evan လို့ခေါ်ပြီးတော့အခု bro တွေ့ရတဲ့အတိုင်းပဲမူးစုရဲ့ညာဘက်ကိုလာလိုက်မယ်ဆိုရင်တော့ဒီလိုနေရာတွေ့ရမှာဒီပါတယ်ဒီနေရာမှာအလဲ NPC ကလွယ်လို့ကျန်တဲ့ NPC တွေကအရေးမကြီးပါဘူးအလဲ NPC နဲ့စကားပြောပြီးတော့ Can I see the calendar ဆိုတဲ့ club ကိုနေတာပါအဲ့ချင်းကြရင် bro က2025 Event calendar ဆိုပြီးတော့အောက်မှာလည်း item တွေကိုတွေ့ရမှာဒီပါတယ် item တွေအပေါ်မှာလည်းနံပါတ်တွေတွေ့ရပြီးတော့အားလုံးပေါင်း30တခုရှိပါတယ်အဲ့ဒီနံပါတ်တွေကတော့နေ့ရက်တွေကိုဆိုလိုတာပါဒီ event ပုံစံက daily reward ပုံစံကြည့်ပြီးတော့နေ့ရက်တိုင်းတူနဲ့စကားလာပြောပြီးတော့ item တွေကိုယူရမှာဒီပါတယ်အခုဆိုရင် bro တွေ့ရတဲ့အတိုင်းမှာ day 1မှာဆိုရင် silver lantern ဆိုတော့တွေ့ရမှာကြည့်ပြီးတော့ကျွန်တော်ကတော့ယူပြီးတော့အဲ့လိုပဲဒီထဲမှာတခြား lantern တွေဘောပါတွေ raw တွေဒါမှမဟုတ် raw skin တွေ emote တွေတိုက်တယ်တွေဘုံတွေနဲ့ပြီးတော့ item တွေနဲ့ရနိုင်ပါတယ်အကောင်းဆုံးကတော့ peppermint ski ဘုတ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့ဒီဘုတ်က design နဲ့မှရဲ speed နဲ့မြန်မယ်လို့ထင်ပါတယ်ဒီမှာဆိုရင် bro မြင်ရတဲ့အတိုင်းဘောပါတော်တော်လေးမိုက်ပါတယ်ဒီမှာဆိုရင် lantern တစ်ချက်ရှိုးကြီးလာနဲ့ရှင်မိုက်ပေါ့နော်အနေရောနဲ့အပြရောဆိုတော့ကျွန်တော်တော်တော်အကြိုက်ပဲဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီ event ကလုံးဝမကြော်သင့်ပါဘူးအကယ် bro အခုမှဒီ event ကိုသိခဲ့တယ်ဆိုရင် bro ကခြေတန်းတော့မဟုတ်ပါဘူးခြေတန်းတော့နောက်ကျနေပါတယ်ပြီးတော့တရက်ကိုတခါနဲ့ video ဝင်ပြီး reward တွေ club ပုံနဲ့မမေ့ပါနဲ့လို့ပြောချင်ပါတယ်ဆိုတော့ video လေးကိုအဆုံးထိကြည့်ပြီးကြတော့အားလုံးကိုကျေးဇူးများတင်ရှိပါတယ်နောက် video မှာပြန်တွေ့ကြမယ် bye bye နေအောင် bro squid တွေလိုချင်ကြရမှာလားအကယ်၍ bro က squid တွေကို premium version နဲ့သုံးချင်တဲ့လူဆိုရင်ဒီ channel လေးနဲ့မိတ်ဆက်ပေးပါရစေဒီ channel မှာ bro က premium version နဲ့ squid တွေကိုစိတ်ချယုံကြည်စွာဝယ်ယူရရှိနိုင်ပါတယ် banana hub တို့လို squid တွေကိုဈေးသက်သာတည်းရောင်းချပေးနေပြီးတော့ဒီဝေးတွေနဲ့ပေးနေတဲ့အတွက်ကြောင့်မလို့လက်မလွတ်တဲ့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ် Roblox ရဲ့နာမည်ကြီးဂိမ်းတွေကြီးကြတယ် Blockful Stay ရဲ့ Brain on 99 in the Forest စတဲ့ဂိမ်းတွေရဲ့ squid တွေကို premium version နဲ့ရောင်းချပေးနေပါတယ်ဒါအပြင် squid တွေကိုလည်း free တင်ပေးထားပါသေးရဲ့သုံးမရတာကြက်နာတခုရှိခဲ့ရင်လည်းကြံနေကြည့်ရှင်းပေးနေတဲ့အတွက်ကြောင့်မို့လို့လုံးဝစိတ်ချယုံကြည်စွာဝယ်လို့ရပါတယ်ဝင်ရောက်အားပေးခြင်းတဲ့သူတွေအတွက်ကျွန်တော် discussion မှာ link ချပေးထားပါတယ်